Sport marketing ကအရန်မိုက်တာတခုရှိတယ်ဘာမှရောင်းစရာမလိုဘူး ဘောလုံးပွဲတစ်ပွဲကိုအပိုင်မဝယ်ဘူးဒူးမဒီ reset တွေကိုအပိုင်မဝယ်ထားဘူးဒါပေမဲ့ဒီအတွက်ပဲလူတွေကဝေတန်းပေါင်းများစွာနဲ့ခြီးပြီးတော့သုံးစွဲနေကြတယ် Sport marketing က entertainment ကိုရောင်းတာလည်းမဟုတ်ပဲ identity ကိုပါရောင်းတာဖြစ်တယ်ဒါငါရဲ့ team ငါတော့ဘယ်လိုလူမျိုးဖြစ်တယ်ငါဒီ team ကိုဘယ်လိုမျိုး supporting လုပ်တယ်စတဲ့ identity ကိုရောင်းတာဖြစ်ပါတယ် fan တွေကကိုယ့်ရဲ့အသင်းတွေဘယ်လောက်ပဲခွက်ထိုးခွက်လန်ရှုံးနေပါစေဒီအသင်းကိုသစ္စာရှိနေကြတာဖြစ်ပါတယ်ကျွန်တော် marketing တကယ်ကောင်းပြီဆိုရင် logic တွေကိုမလိုတော့ပါဘူးအရင် strong ဖြစ်တဲ့ brand တွေက feature တွေနောက်ကိုထပ်ပြီးတော့မလိုက်ဘဲနဲ့ဒီ brand အတွက်လူဒန်းစားတစ်ရက်ကိုဖန်တီးတာဖြစ်ပါတယ်ကိုယ့်ရဲ့ brand ကအမှားလေးတစ်ခုလုံးလိုက်မိလို့အဲ့ဒီအရာကိုလာပြီးတိုက်ခိုက်ကြရင်တောင်မှအဲ့ကိုယ့်ရဲ့ brand ဘက်ကနေပြီးတော့ပြန်ပြီးတော့ရက်တီပေးတဲ့လူတွေရှိနေပြီဆိုရင်ခင်ဗျားရဲ့ brand အတွက်လူဒန်းစားတစ်ရက်ကိုစပြီးတော့ဖန်တီးနိုင်နေပြီဆိုတာကိုသတိပြုပါ